ကျွန်တော်ငယ်တုန်းကကြားဖို့နေကြစကားတစ်ခုရှိပါတယ် Buddhist ကလူကိုတတ်တာမဟုတ်ဘူးလူကိုတတ်တာ current ဆိုပြီးတော့ဒီစကားကတကယ်ရောမှန်ရင်လားတကယ်လို့ Ambia ကတာလူကိုတတ်တာဆိုရင်ဘာလို့ဘိုးကတိတ်ရှိရှိရဲ့လူပြခံရရင်လူတွေတေးကြတာလဲဒါပေမဲ့ဘိုးကတောင်းရှိရှိရဲ့ data တင်တဲ့နေနဲ့ပြခံရရင်ဟောဘာလို့မတေးကြတာလဲတကယ်တော့လျှက်စစ်ဆိုတာကျွန်တော်တို့ထင်ထားတာလည်းပိုပြီးရှုပ်ထွေးဆန်းကျယ်ပါတယ်ဒီနေ့ Little 8 assistant မှာတော့ Yes လောကရဲ့အကြီးမားဆုံးအငြင်းပွားမှုတစ်ခုဖြစ်တဲ့ Buddhist နဲ့ Ambia ဘယ်သူကတကယ်လူသက်တဲခံလဲဆိုတော့သိပ္ပံနည်းကြအချက်လက်ကြ deep dive လုပ်ပြီးဖြည့်ရှင်းပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါ Little 8 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နေ့စဉ်ဘဝမှာဖုန်းအားသွင်းတာကစလို့ကောင်းကောင်းတာမီးဖွင့်တာတွေအထိလျှက်စစ်ကိုနေရာတိုင်းမှာသုံးနေကြပါတယ်ဒါပေမဲ့လျှက်စစ်ရဲ့အခြေခံသဘောတရားကိုနားမလည်ရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်တချို့က travel car battery ကိုလက်နက်ကင်ရဲကြပေမဲ့220ဘူးရှိတဲ့အိမ်သုံးပြီးဘလောက်ကိုတော့မကင်ရဲကြပါဘူးဘာကွာရှားတော့တာလဲဒီဗီဒီယိုဆုံးတဲ့အခါမှာတော့မိတ်ဆွေကလျှက်စစ်အန်ဒီယာကိုဘလို့ကောက်ွယ်ရမလဲဆိုတာတွေမဟုတ်ပဲမိတ်ဆွေရဲ့ခန္ဓာကိုယ်ကလျှက်စစ်စီးဆင်းတဲ့အခါဘလို့တုတ်ပြန်လဲဆိုတာကိုပါရှင်းရှင်းလင်းလင်းသိတော့ပါလိမ့်မယ်ပရောဆောအနေနဲ့ voltage နဲ့ current ဆိုတာဘာလဲဆိုတာမျက်စိထဲမြင်အောင်ကြည့်ကြရအောင်လွယ်ဆုံးဥပမာကတော့ရေပိုက်ပါပဲ voltage ဆိုတာကရေပိုက်ထဲကိုရေတွေစီးသွားအောင်တွန်းပို့လိုက်တဲ့ pressure ဖိအားနဲ့တူပါတယ် current ဆိုတာကတော့တကယ်စီးဆင်းသွားတဲ့ရေပမာဏပဲဖြစ်ပါတယ် ohm ဆိုတာကတော့အပိုက်ရဲ့ကျင်းတာကျဲတာဒါမှမဟုတ်ပိတ်ဆို့နေတာမျိုးပေါ့ရေဖိအား voltage များလေလေရေစီးဆင်းမှု current များလေလေဖြစ်ပါတယ်ဒါပေမဲ့ပိတ်ကအရန်ကျင်းနေရင်ဖိအားဘလောက်များရှည်အများကြီးမထွက်နိုင်ပါဘူးဒီသဘောတရားကလျှက်စစ်မှလည်းအတူတူပါပဲအခုသိပ္ပံနည်းကြတွက်ချက်ကြည့်ကြရအောင်Ohm's law အရာ current ကိုလိုချင် voltage ကို resistance နဲ့စားရပါတယ်ဆိုလိုတာကမိတ်ဆွေရဲ့ခန္ဓာကိုယ်ထဲကို current ဘယ်လောက်စီးဆင်းသွားလဲဆိုတာက voltage တစ်ခုထဲပေါ်ကိုမူမတည်ပဲမိတ်ဆွေခန္ဓာကိုယ်ရဲ့ resistance အပေါ်မှာလည်းအများကြီးမူတည်နေပါတယ်လူခန္ဓာကိုယ်ကလျှက်စစ်ပစ္စည်းကွန်ဒတာတစ်ခုလားလျက်ကပစ္စည်းလားအဖြေကတော့အချိန်တွေပေါ်မူတည်ပါတယ်ကျွန်တော်တို့ရဲ့6သိန်းတဲ့အရေးပြားက resistance အများကြီးရှိပါတယ်တသိန်းအောင်လောက်အထိရှိနိုင်ပါတယ်ဒါကြောင့်တွဲဖို့ကားဘက်ထရီကိုကန်လိုက်ရင်ဘာမှမဖြစ်တာပါတွက်ကြည့်လိုက်မယ်ဆိုရင်တွဲဖို့ကိုတသိန်းနဲ့စားတော့ 0.00012 ampere ပဲရှိပါတယ်ဒီတော့ ampere ကတော့လူကိုဘာမှမဖြစ်စေပါဘူးဒါပေမဲ့ဇလန်းကဒီမှာတည်းမပြီးတော့ပါဘူးအရွှေလက်ကရေဆိုးနေမဲ့ဒါမှမဟုတ်ရှေ့ထွက်နေမယ်ဆိုရင်တော့အရေးပြားရဲ့ resistance က1000အောင်လောက်အထိရုတ်တရက်ကျဆင်းသွားနိုင်ပါတယ်အဲ့ဒီအချိန်မှာဆောနာတွဲဖို့ဘက်ထရီကနေ current ပိုစီးခံနိုင်ပေမဲ့တေလောက်တဲ့အထိတော့မဟုတ်ပါဘူးဒါပေမဲ့အိမ်သုံး220ဘိုးနဲ့သာထိမိမယ်ဆိုရင်တော့တွေ့ကြည့်လိုက်ပါ220ဘိုးကို1000အုံးနဲ့စားရင် 0.22 ampere ရှိပါတယ်ဒီပမာဏကလူတစ်ယောက်ကိုတည်စေဖို့လုံလောက်တာထက်ကိုပိုနေပါပြီဒါကြောင့် voltage ကလူကိုမတက်ဘူးဆိုတဲ့စကားတော့ပဲမှန်ပါတယ် voltage က current ကိုတွန်းပို့ပေးလိုက်လို့သာတည်စေနိုင်တဲ့ current ပမာဏကရောက်ရှိလာတာဖြစ်ပါတယ်ဒါဆိုရင် ampere ဘယ်လောက်ဆိုရင်တည်နိုင်လဲလူခန္ဓာကိုယ်အတွက်အနေအချိဆုံးကတော့နှလုံးပါပဲကျွန်တော်ရဲ့နှလုံးက electrical signal တေးသေးလေးနဲ့အလုပ်လုပ်နေတာပါအဲ့ဒီအချိန်မှာပြင်ပကနေ current ဝင်လာပြီးနှောက်ချက်လိုက်ရင်နှလုံးခုံလုံးကကမောက်ကမဖြစ်ပြီးအသက်တည်နိုင်ပါတယ်ပညာရှင်ရဲ့လေ့လာတွေ့ရှိချက်အရ10 mA 0.01 ampere ဆိုရင်နာကျင်မှုကိုစတင်ခံစားရပါပြီကျွန်တော်တို့ထိမိလိုက်လို့ကျင်ကနေဖြစ်သွားတဲ့ခံစားချက်က10 mA လောက်မှာပဲခံစားရတာဖြစ်ပါတယ်100 mA 0.1 ampere ဆိုရင်တော့နှလုံးခေါ်ရက်သွားတဲ့အခြေအနေကိုရောက်သွားပါပြီ0.1 ampere ဆိုတာကတိတ်များတဲ့ပမာဏတော့မဟုတ်ပါဘူး100 watt မီလုံးတစ်လုံးလင်းဖို့လိုအပ်တဲ့ current ထက်တောင်နည်းနေနိုင်ပါသေးတယ်ဒီနေရာမှာမေးစရာရှိလာတာက static short တွေကြတော့ရော static short တွေဆိုတာပစ္စည်းတစ်ခုပို့တိုက်လိုက်ရင်ထွက်လာတဲ့လျှက်စစ်ကိုဆိုလိုတာပါတခါတလေတကားလက်ကောင်ကိုကန်လိုက်ရင်ကျင်ကနေဖြစ်သွားတာမျိုးကြုံမှုမှာပေါ့အဲ့ဒါကိုကျွန်တော်တို့က static short လို့ခေါ်ပါတယ်အဲ့ဒီ static electricity ထဲမှာ volt က2000 volt လောက်အထိရှိနေပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘာလို့မသိတာလဲအဖြေကတော့ time ဆိုတဲ့အချိန်နဲ့ energy ဆိုတဲ့စွမ်းအင်ကြောင့်ပါပဲ static short မှာ voltage များပေမဲ့သူက millisecond လေးပဲဖြစ်သွားတာပါပြီးတော့သူ့မှာပါတဲ့စုစုပေါင်း charge ပမာဏကအရန်နဲလို့နှလုံးကိုရက်သွားစေနိုင်တဲ့အထိ current ကိုကြာကြီးမထိန်းထားပေးနိုင်ပါဘူး tester တင်တဲ့တွေမှာလည်းဒီသဘောတရားကိုသုံးထားတာပဲဖြစ်ပါတယ် voltage အမြင့်ပေးပြီးကြက်သားတွေကိုကျုံနေစေပေမဲ့ current ကိုတော့အန္တရာယ်မရှိတဲ့ပမာဏမှာပဲကန့်သက်ထားလို့မတည်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မေးစရာရှိလာတာကAC နဲ့ DC ဘယ်ဟာပိုကြောက်စရာကောင်းတာလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။အိမ်ဒီမှာကျွန်တော်တို့သုံးနေတဲ့မီးတွေက220 volt AC ပါ။ဘက်ထရီမီးတွေကတော့ DC ပေါ့။သူ့ဒေသနာတွေက AC က DC ထက်3ဆလောက်ပိုအန္တရာယ်များတယ်လို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ AC လျှက်စီးကြောင်းကတစ်စက္ကန့်ကိုအကြိမ်90ကနေ60လောက်ထိအပြန်အလှန်ပြောင်းလဲနေပြီးလူခန္ဓာကိုယ်ကကြွသားတွေကို lock ဖြစ်စေပြီးဗီဒီယိုကိုဂိုင်းမိတဲ့သားတန်းလန်းကြီးဖြစ်စေပါတယ်။ DC ကတော့တစ်ချက်တည်းတွန်းထုတ်လိုက်တယ်လို့ဖြစ်တတ်လို့လွတ်သွားနိုင်ခြေရှိပါတယ်။ဒါပေမဲ့
ဘယ်ဟာပဲဖြစ်ဖြစ်ဘိုးအားများရင်တော့တည်နိုင်တာရှိပါပဲညီကုန်းချုပ်ရရင် ampere ကတက်တာဆိုတာကမှန်ပါတယ်ဒါပေမဲ့အဲ့ဒီ ampere ကမိတ်ဆွေရဲ့ခန္ဓာကိုယ်ထဲရောက်လာအောင်တွန်းပို့ပေးတဲ့ voltage မရှိရင်ဘာမှလုပ်လို့မရပါဘူးတင်းနဲ့ကြေစံလိုပါပဲကြေစံဆိုတဲ့ ampere ကလူကိုတည်စင်နိုင်ပေမဲ့တင်းနဲ့ဆိုတဲ့ voltage မရှိရင်တော့ကြေစံကအချိန်နဲ့ထက်မလာနိုင်ပါဘူးဒါကြောင့် voltage ရော current ရောနှစ်ခုလုံးကိုကျွန်တော်တို့ကတတိထားရပါမယ်မိတ်ဆွေတို့အကျိုးကျေးဇူးတွေရှိခဲ့မယ်ဆိုရင်တော့ like and subscribe လေးနှိုက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ပါ